Okay part 2ကနေပြီးတော့ပြန်လာကြိုးစားပါတယ်ခုအဲ့ရင်ဖတ်မှာကြတော့အာရုံကျုပ်ဖို့အတွက်ဒါလည်းပြန်နေပြီးတော့အဆုံးစံထားရပါတော့ Okay ဒါလေးယူလိုက်ပါပြီဒါလေးရပြီပေါ့နော်ခုအာရုံကျိုးမယ်ဆိုတော့ Okay အခုကျိုးနေပြီပြီးတော့အာရုံနေရပါပါမကြည့်ရမယ်တဲ့ Oh yes ရနေပြီရနားဆောင်သူကတုံးကြီးစီကျိုးတာအဲကြောင့်မို့ခုကတော့ကော်ဘတ်တုံးပစ်ကတ်လေးနဲ့တူပါမယ်ခိုးတွေများလိုတယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့အိုးအာယွန်နောက်တစ်ခုရပြီအာယွန်နေလည်းများလိုတယ် Okay that cobblestone iron yes iron 3လုံးရပါတယ် Okay 3လုံးနောက်ထပ် iron တွေထပ်ကြိုးပါမယ် iron တွေထပ်ကြိုးမယ် Okay ရပြီအားရကြိုးတာတော့ထပ်တူးမယ် Okay မကဘာလဲဟာ super chest တဲ့ဘာရှိလဲ diamond oh my god oh diamond ဟာ diamond တောင်ဒီမှာနော်မလဲဘူးနော်ဒီမှာ diamond အစစ်ကြီး my god ပြီးတော့ golden picket ငါမှတော့မရှိဘူးအဲ့ golden picket က oh shit ပဲ okay ခုလောလောဆယ်ကတော့ဒီဟာလေးပဲရင်တူရတယ်အခုကတော့ cobblestone picket လေးပဲပြန်တူအောင်ပဲပေါ့ golden picket ကကြတော့တခြားအားပေါ့နော် obsidian နေပါလေဖြစ်လာတဲ့ခါကျရင်မှတူးလို့ရအောင်လို့ဒါမလွယ်ဘူးလေဟုတ်တယ်မလား golden picket နောက်ထပ် super chat လေးတစ်ချက်လောက်မြင်ချင်လိုက်တယ်လူမျိုး diamond နေမြင်ရလေကောင်းပြီပဲ diamond armor လုပ်မယ် diamond ဖက်နဲ့လုပ်မယ်အကုန်လုပ်ရမယ် diamond 2 steel အော်ရပြီနေ okay 5ရှစ်တုံတော့ရပြီ okay ဒါနဲ့အရင်ဆုံးတူးရမယ်ကြည့်အောင် cobblestone picket ကိုလည်းကြည့်လိုက်နည်းနည်းလေးပဲကျန်တော့ပစ္စည်းညောက်တော့လေးပဲကျန်တော့ကုံတော့မှာကဲတူးမယ်ကုံသွားရပြီဒါပေမဲ့စိတ်မပူပါနဲ့ကျွန်တော်မှဒေတာပကတ်နှစ်ခုလောက်ရှိတရားလေးဟုတ်တယ်မလားဒါပကတ်နဲ့တူးမယ်အာယုံဆို cobblestone picket မှာရပါဟုတ်တယ်မကြည့်အောင်မအာယုံ picket တွေတောင်ရနေပြိုင်မဲ့မလုပ်သေးဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အာယုံ picket ကကျတော့အာယုံเนี่ยလိုတယ်မလားအဲ့ကြောင့်မို့ပါအာယုံเนี่ยလိုတယ်မလုပ်သေးဘူးအဲ့တော့အာယုံများထပ်တူးမယ်သိလားရေတွေပါထွက်လာတဲ့ခါကျရင် bucket တွေပါလို့လုပ်ပြီးတော့လုပ်ရမှာ okay တူးရမယ်ဒီမှာ sheep 3ခါလောက် spawn ရင်ကောင်းမှာပဲအဲ့ရလဲလုပ်ရမှာအခုဒီလုံးလို့မနိုင်သေးဘူးအဲ့ရဒီမှာလဲ chest တခုဒါမို့တစ်လုံးပါပါစေဟာစုပ်ပြတ်တတ်နေရပဲပင်းကလူမြင်နေအောင်ထားနေပြီငါပစ်ကလေးတော့သွားပြီခဏလေးဒါနဲ့ပဲတူးရမယ်ဆိုဘူးလေပစ်ကခုနကတူးတာပါတူးလိုက်တာမှာပစ်ကကပြောင်းသွားရောအဲကြောင့်ကဲပစ်ကနောက်တစ်ခုကိုတူးပစ်ကနောက်ခုနဲ့တူးဖို့ချိန်ရောက်ပါပြီတန်းခုတူးနေအာယုံဘယ်နဲ့တုံးရအောင်အာယုံစစ်တုံးအောင်ရသွားပြီထင်းတော့မထင်ဘူးခုတော့စစ်တုံးမယ်၆ထဲမယ်အာယုံလေး6ထဲမယ်ကျိုးမယ်ဒီဟုတ်တာမီးလင်းရပြီ okay ထပ်တူးရနော်ကျိုးနေတော့ထပ်တူးမယ်ခိုးရတော့အများကြီးရတယ်ကဲမြေကြီးထက်ချဲဖို့လေအချိန်ရောက်ပါပြီ okay wait ငါမှာ diamond တစ်လုံးရှိရယ်ပြီးတော့ chest တွေလည်းရှိရယ်အဲ့လိုမျိုးမြေကြီးချက်မယ်ဆိုရင်သတိထားရမှာတော့ကို့မှာရှိတဲ့တမိုးကြီးပစ္စည်းတွေကိုဒီထက်ကိုထည့်ရမှာပဲဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ပြုတ်ကြသွားရင်မပြောနိုင်ဘူးလေနော်ဘယ်ချိန်ဘက်ကပြုတ်ကြမယ်ဆိုတော့လည်းမပြောနိုင်ဘူးပြုတ်ကြသွားရင်လည်းအကုန်လုံးပျောက်သွားမှာအဲ့တော့
အဆင်ပြေမနေဘူးလေအဲ့တော့လိုအပ်တဲ့မြေကြီးချက်မဲ့နေရာမှာလိုအပ်တဲ့ပစ္စည်းလေးတွေပဲလုပ်ပါမယ်ယူသွားပါအာယုန်နေပါတွေကိုထားခဲ့ပါမဟုတ်ရင်အကုန်ပြောင်းပါမယ်စေတနာနဲ့ပြောပြတာပါဒါလေးလေရလေးရ18တုံးဒါလေးတွေယူသွားမယ်ဒါလေးရမြေချက်ဖို့လိုတယ် Oh my god တေချာ Oh yes တေချာသွားလို့ပြောမယ် Yes okay yesမြေကြီးကတော့ချဲပြီးပါပြီဒီနားလေးလည်းထည့်ချရမယ်ဖြည်းသွား Yes ဒါလေးထည့်ချချက်Okayဒါလေးနဲ့ချက်ကြည့်လိုက်မယ်ဒါကောင်းလားလို့ကဲဆိုပါဒါနဲ့အိမ်ဆောက်ရမယ်ပေါ့နော်လုံနေနဲ့ဇွန်မီတွေပါစပွန်လာရင်လည်းမကောင်းပါဘူးအဲကြောင့်မို့အိမ်ဆောက်ရပါမယ်ဒါတော့အတုံးကြမဲ့ပုံမပေါ်ပါဘူးလက်နဲ့ဖြိုးလို့ပါထင်းလိုက်တယ် Oh my god ဟာတော်သေးရပေါ့ပြကြပါပြီတော်သေးရပေါ့အထင်တော့ထင်နေအဲ့ဒါကြောင့်မလို့ထင်တော့ထင်နေရှူအဲ့ဒါစကြရအိုးတော်သေးရပေါ့ငါရဲ့ဒိုင်းမွန်လေးတုံးမပါသွားလို့မြေကြီးတွေကတော့အကုန်ပြောင်းသွားပြီခုမြေကြီးမရှိတော့ဘူးဒါမှလည်းရပါတယ်ခုကတော့မောင်မဲနေရမယ်မီးထွန်းရမယ် chest ထဲမှာမီးသွားယူမယ်အဲကြောင့်မို့one block တွေပါဆော့မယ်ဆိုရင်တတိထားဖို့ကမြေကြီးကိုချဲတော့မယ်ဆိုရင်အရင်ဆုံးကိုပစ္စည်းတွေကိုအရင်ထားခဲ့ပါအဖြစ်လို့လဲဆိုတော့တွေ့ရတဲ့အတိုင်းပါပဲကျမလိုမဖြစ်ချင်ရင်ပေါ့နော်ပြောပြရတာပါရမ်းဆိုးတယ်အဲ့လိုမျိုးတလားဒီနားလေးကိုတေချာလောက်ထားမယ်โอเคပြုတ်ကြပါတက်လို့ပါ Wait yes one step နဲ့အိမ်ဆောင်မယ်အိမ်ကဘယ်နာမှာအားလုံးမဲ့ကျမအိမ်ဘယ်နာမှာဆောင်းရမလဲဆိုတော့ပြောပြကြပါအိမ်ကစောက်ဖို့ကနေရတော့မရှိတော့ဘူးငါစိတ်ညစ်တယ်ဖြူဒီမှာပဲပတ်ပြီးဆောက်လိုက်ပါတော့မယ်မလေးဒါလေးကိုပတ်ပြီးဆောက်လိုက်အဲ့ဆိုအိမ်ဖြစ်သွားပြီဘာပြောကြမလို့တော့ဘာမှကိုမလို့တာ Okay oh yes Okayမြေကြီးချက်ဖို့အချိန်တန်တော့အခါဒီလောက်လည်းမလိုပါဘူး20ပဲယူရမယ်20ယူရမယ် Okay ဒံပီကလည်းထားမယ်အာယုန်တွေကိုလည်းထားမယ်ဘယ်ချိန်သိမယ်ဆိုတာမပြောနိုင်ဘူးနော်ဟုတ်တယ်မလား Okay မာပြန်ပြီဟာပစ်တော့ကိုမယူချင်လို့ပါဆိုနေမှပဲယူခိုင်းနေငါစိတ်ညစ်တယ်OkayမလေးOpesto Okayအိမ်ဆောင်မယ်အိမ်ကြီးမာဟိုငါအိမ်ဆောက်တာမနေ့ရောက်ပြီပေါ့နော်
မနေ့ကျရင်ဇွန်မီလာမဆိုးလို့ပါအိမ်ဆောက်တာဟုတ်ပြီကလေးမဟုတ်ဒီလိုဟုတ်တယ်ယောကုန်ပါနာပြီယူရမယ်ပူကြမလို့ cobblestone တွေကြီးလိုက်ရှုcobblestone တွေမမြင်ရှု2 step ကျော်အောင်ရှိတာ2ထပ်မြင်လားမြင်ပြီလား oh my god မြင်ရပြီနော်မကြည့်အဲ့ဟို3လောက်စားလို့ရတယ်ဒါနဲ့ cobblestone နေနဲ့မရှိတာတခုကတော့တကားပဲဖြစ်ပါတယ်โอเคစောင့်မယ်စောင့်မယ်ယောစောင့်မယ်ယောဒီစောင့်မယ်ကဲအဲ့ရတော့ပြီးသွားပြီโอเคတဲ့တချမ်းရောတာတလောက်လေးလှုပ်တဲ့ဟာကြီးပြီးသွားရင်ခဏလေးတကားတော့မရှိဘူးတကားကဘာနဲ့လုပ်ရမလဲဒီ crafting table တော့မကြည့်လိုက်အောင်တကားကတည့်ရလူလည်းပြောပေးွားကြပေါ့တကားကဘယ်လိုလုပ်လဲဆိုတာကိုအကြည့်ဦးအဲ့ဒါလားအဲ့လိုလားခဏလေးငါမှရှိပါတယ်အဲ့ဒါငါမှရှိတယ်အများကြီးပဲတစ်တုံးနေအများကြီးပဲwait စီ1 2 3ဒီတခါတစ်ချက်လုပ်လို့ရတယ်တခါတစ်ခုလုပ်လို့ရပြီပြောတာအဲ့လောက်လူချင်တာမှမဟုတ်တာစိတ်ရတဲ့wait okay wait yo okay ရပါပြီဒါလေးကအချက် okay ရပါပြီ wait ဘယ်နားမှာလုံမလဲဆိုတော့ယောဒီနားကတော့ပြုတ်ကျနိုင်ခြင်းအများကြီးရှိတယ်ပေါ့နော်အဲကြောင့်မလို့တကားလေးကိုပြန်ဖြတ်ပါမယ်ဘာဖြစ်လဲဆိုတော့လေဒီနားအဲ့လိုပြုတ်ကျဝိုင်းဒီဘာမှမရှိဘူးဒီပိတ်ချန်ကြီးအပေါက်ကိုလုံးလိုက်မယ်ဘာဖြစ်လဲဆိုတော့ဒီပိတ်ချန်မှာပြမယ်ကွာပြမယ်အိုးဒီပိတ်ချန်မှာကြည့်အောင်ကြည်ကြီးပဲတွေ့လားကြည်ကြီးပဲထွက်လာရင်ပါဟိုရှိသေးတယ်ထွက်လာရင်နေရာလေးပါရှိသေးတယ်အဲဒါမို့ဒီပိတ်ချန်မှာတခုထားလိုက်ပါမယ်ဒါကတော့အိမ်ထဲမှာဖြစ်ပါတယ်Okay, cobblestone. I only repeat about. Okay. တွေ့လားပြောလိုက်တယ်နဲ့ပါဇက်ကရတယ်ဘက်ကတစ်ခုလိုပဲဘက်ကဆိုမှအာယုန်နေလည်းလုပ်ရတာ trap တော့ငါမှအာယုန်ရှိရလေလုပ်နေတော့ပါဒါနဲ့ရမယ်ခဏလေး wait ငါမှ diamond တုံးရှိတယ်လုပ်လို့ရမလား diamond block diamond တုံးနဲ့ပါလုပ်လို့ရတယ်ဘာလုပ်လို့မရဘူးခ yes ဒါကတော့ diamond block တုံးဒါ iron နဲ့ဒါလည်း iron နဲ့hopper ပါနဲ့လုပ်တယ် yes အဲ့ဒါလုပ်တယ်okay
wait what ဒါပါကြီးလေ69 plus တဲ့ wait ဟမ်29တုံးကို6ခုဟာအဲ့ဆို69ခုရမှာလားဒါโอ้ရှယ်ပဲဟဲ့မိုက်တယ်ဒါနဲ့ okay ဒါတော့ငါမှတစ်ခုလေးရှိတာဒါရောဒါတော့လုပ်လို့ရလောက်တယ်ဒါပေမဲ့3စံဒီမှမရှိရငါဘာနဲ့တော့လုပ်ပါလဲဟေးတူးရပဲကောင်းပါလေဒါပေမဲ့ရှောက်စင်းစားမနေနဲ့တူးရပဲကောင်းတယ်3စံတော့မရဘူးဘိုက်ကလည်းစားနေပြီဆိုတော့ကေပိုတီတိုလာပါလေတီးစားမှာပဲပိုတီတိုလေးတစ်ခုလောက်စားလိုက်ပါဦးမယ်နှစ်ခုလောက်စားလိုက်ပါဦးမယ်ပြောတာဒါကမပြုတ်ပဲစားလို့ရလာတော့မသိဘူးကဲအခုကတော့အာလူပြုတ်နေတာပဲဖြစ်ပါတယ်အာလူပြုတ်တာတော့ရရမယ်ပေါ့နော်စောင့်နေပါတယ်အာလူပြုတ်တာအာလူကပြုတ်မှစားလို့ရလားမသိအိုးမဟုတ်ပါဘူးအဲ့ဒါပါကြီး break potato တဲ့ကဲဟုတ်တယ်ဝန်အာလူကပြုတ်မှစားလို့ရတယ်ကြည့်အာလူကပြုတ်မှစားလို့ရတယ်စားလို့မရဘူးလားစားမယ်လေဟာမဖြစ်တာလေဟာအမလီစားလို့ကောင်းလိုက်တာโอเคဘယ်စက်ဘာဖြစ်လို့ဒါအဲ့လိုမြည်ရအာယွန်လီကျူနေအာယွန်လီကျူနေဒါခုအာယွန်ကျူနေတူးမယ်ထတူးမယ်စူပါချက်စ်ကတခုပဲလာမသိဘူးနောက်တစ်ခုလာခြင်းနာအဲ့လိုမျိုးโอเคအာယွန်ဒရိုင်ဘာလာနေကွာပြေးလာပြီ what ချစ်ကလာမဲကဟာဟျောဘာလဲဟာโอเคသူ့တော့ကြော်ရွလို့နာမည်ပြီးတော့ထားလိုက်ပါမယ်။ညကြော်ရင်ငိမ့်နေငါအိမ်ကိုလိုက်မဖြတ်စည်းနဲ့ Oh my god နောက်တစ်ကောင်ဝက်ပဲဖြစ်ပါတယ်။သူ့နာမည်တော့ဖတ်တီးလို့ပြီးပြီးတော့အိမ်မှာလည်းထားလိုက်ပါမယ်။ညငိမ့်နေမင်းကငါအစာကျွေးမယ်ပြီးရင်နင်ဝဝဖြူဖြူနေကြလားပြီးရင်ငါတက်စားမှာ။အိုး sheep okay sheep ကတော့မဖြစ်မနေကိုတတ်မှရမှာ sheep ကတော့မဖြစ်မနေတတ်မှရမှာခဏလေး stick ကလေးတစ်ချောင်းယူလိုက်ပါဦးမယ် cobblestone နဲ့ cobblestone ဒါလုပ်မယ်ပြီးတော့တတ်ပါမယ်အဲ့ဟာ sheep ကိုတတ်မှရမှာ sheep ကဘာဖြစ်လို့ဆိုတော့အဲ့ရလူတွေလीနော် okay တခုရရဟာအသားတော့ရတယ်မဆိုးဟျောငါ့ကိုလိုင်းမကြည့်နဲ့မင်းရောပဲလိုင်းမကြည့်နဲ့ငါ့ကို okay တူမယ်တူထဟျောလာမရှုပ်နဲ့လို့ငါဒီမှာလုံနေတယ်မမြင်ဘူးလားဟျောလာမရှုပ်နဲ့ဆိုနေမှာပဲဟာသိဝိုင်းကောင်းတယ်မင်းလည်းညင်နေကြားလားမင်းကလည်းအဲ့လိုတက်ပြစ်မှာတူOh my god ဘာကြီးလဲဟာ level 3ရဲ့တက်အကောင်ကြီးတက်အိမ်မြထွက်ဆမ်းပါထွက်ငါ့အိမ်ထဲကိုဝင်လာနဲ့ထွက်ဆိုနေမှာပဲထွက်ကေကုန်းလာဟာဒီမှာတကောင်တွားလို့ထွက်လို့အော်စံဖေကရန်ဒီကောင်ကရန်ဟာရှောက်ပြန်နေပြီ Oh my god ဒါကိုကြီးလားတူးနေနဲ့ထွက်လာတာပေါ့နော်အဲ့တော့မရတော့ဂိုးဆိုရင်အာယောပစ်ကလုံးမကိုရတော့မှာအာယောပစ်ကလုံးမယ်
တူ yes iron picket လောက်လိုက်ပြီခုရပါပြီ iron picket ပါတူးမယ်အိုးကိုတုံးရပါပြီ redstone yes level up ဖြစ်သွားတော့အဲ့လိုပဲကဲ iron နေရာတော့ရနေစမြဲပါကို oh my god ကိုတွေအများကြီးရတော့မယ်လို့ထင်တယ်အဲ့ဆိုရင်ကိုရန်အာမလုံးလို့ရပြီကိုပြီးရင်သူ့ထက်မြစ်တာကြတော့သိရပါမလား lapis ပြီးရင်ရော redstone lapis ကို diamond oh yes okay ဒါတော့ဘာမှမဆမ်းပါဘူးနေကြပါမယ်စီလေးယူမယ်ပြီးရင်တူးမယ် just ကတော့တူရခက်တယ်ခုနကတော့ diamond တွေးလိုက်လားမသိဘူး diamond ကတော့ share ပါပဲတူးဘူးသမျှထဲမှာအကောင်းဆုံးလို့တော့ပြောဆိုနေမှာပဲပြောအားရအိုးတော်သေးရပေါ့တေတော့မှာပဲငါတော့ဟာတတိထားပြီးလုံးမရပဲအဲ့ဆိုရင်မရတော့ဘူးအာယောဆော့တယ်လုံးမရတော့မှာโอเคခုနကလေးကြောက်စရာကြီးဒါiron sword ကိုလောက်လိုက် diamond sword လေလုံးလို့ရနေပြီလုံးရင်ကောင်းမလားဒါမှမဟုတ်ထပ်တွေးကောင်းမလားရောက်ဘေးဖယ်လို့ငါပြောနေတယ်မင်း okay wait တေချာတူးမရတော့မယ်မရတော့ဘူးတေချာတူးမယ်ဒီကyes ကိုzombie မစွန်ဘောပါနဲ့ zombie မစပေါ်တော့ okay ခဏလေးစားမရတော့မယ်မရတော့စားမယ်ဝမ်းမယ်စားမယ်ရchicken ခုတ်မြန်လုပ်ပြီးပါအိုးမြန်ကြအောင်လုပ်ပြီးပါအိုက်စားနေပြီ okay yes စားပြပါမယ်အိုင်ရပြီ okay ရှုခွေးလေးတစ်ကောင်တော့ရရင်ကောင်းပါပဲဖတ်တီအမေကမရီးဝဲပါဘူးကွာတောင်းမယ်ပါတယ်ကိုဒါလေဒီကမှကြံသေးတယ်ဒါရပြီကိုရီချက်ရမယ်ကိုရီချက်မယ်စောင်းလိုက်မယ်ကိုကယူဖို့လိုတယ်လေနော်ကိုရန်ပစ်ကလည်းလုပ်ရမယ်โอเคခဏလေးโอเคစပေါ်မစီနဲ့ဇမ်ဘီမစပေါ်မစီနဲ့အာယုံခုနကတော့တော်တော်ကြောက်စရာကောင်းတယ်ဘာလဲဆိုတော့အဲ့ဇွန်ဘီရဲ့စပွန်လာတာကိုအိမ်ကြီးချင်းလေးထဲမှာပေါ့နော်လုံးဝတကားအောင်ဖွင့်ထားပါရခုတည်းတော့ဘာမှမတူဘူး redstone ကတော့တွေ့နေပြီ redstone နဲ့ lapis တွေဖြူ diamond pick လုပ်လို့ရမှာပေါ့နော်အခုဒီစောင့်နေ diamond 2မယ်ဆိုတော့လေ okay 2မယ် wait what diamond လား oh my god diamond 3လို့ရပါ god yeah okay diamond 20ကျော်တူးရမယ်
ညရရောက်လေအဲ့ဘွားလည်းအဲ့ရလုံးဖို့မရဘူးဖြစ်နေအဲ့ရဒီ spawn ကောင်းပါပဲဟဲ့ဘာလဲတော့ Oh my god တော်တရားဘူး Oh yes Oh my god Okay I sorry လေယူလောင်းမအဲ့လိုပဲညပြချစပေါ်လာမှာသူကခုတူးနေရညဘက်ကြီးပေါ့နော် Restaurant ဟာမောလာပြီအားလုံးပဲမနေ့ကမှပြန်တွေ့ကောင်းမယ်လို့ထင်ပါတယ်ဗီဒီယိုလေးကိုဒီမှာပဲရန်နာဝင်ပြပါနောက်ထပ် part 3ကိုလည်းထပ်တင်ပေးပါမယ်အားလုံးပဲ bye bye